ဂျမ်ဘတ်စေအုပ်စုဟာပြည်သူစံနာနဲ့ဆန့်ကျင်ပြီးတရားမဝင်အတူရောင်ရွေးကောက်ပွဲတစ်ခုကိုအတင်းအကျပ်ပြုလုပ်နိုင်မှုစိုင်းပြင်းနေတာကိုတွေ့ရပါတယ်အချက်လက်တွေအရအဂျမ်ဘတ်စေအုပ်စုပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ဆိုပြီးမှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ2020အထွေထွေရွေးကောက်ပွဲမှာပါတီအားလုံးပေါင်းရင်တော့ပြည်ထောင်စုလွှတ်တော်နေရာ10%ပြည့်အောင်အနိုင်မရရှိခဲ့ကြတဲ့လူထုထောက်ခံမှုမရှိသောနိုင်ငံရေးပါတီတွေဖြစ်ပါတယ်လူထုထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်ပေါင်းစုံနဲ့ဖိနှိပ်ထားပြီးလူထုထောက်ခံမှုမရှိတဲ့ပါတီတွေနဲ့ဟန်ပြပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြို့သားညွှန်ရေးအစိုးရရဲ့ရည်တည်ချက်နဲ့သဘောထားတွေကိုထပ်လောင်းပြောကြားလိုပါတယ်ပြည်သူအာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စစ်အုပ်စုဟာရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါဘူး2020ရွေးကောက်ပွဲရလဒ်ဟာနိုင်ငံရေးအရတရားဝင်မှုရှိနေသေးဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာတဲ့ဥပဒေပြုရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေပါတယ်ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အတူရောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းဖြင့်ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူရန်ကြိုးစားခြင်းဖြစ်ပါတယ်2021ခုနှစ်မတ်လ30ရက်နေ့မှာပြည်ထောင်စုတော်ကိုစားပြုကော်မတီ CRPH က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့်ဒီအခြေခံဥပဒေအတိုင်းလှုပ်ဆောင်လျက်ရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်မှန်သမျှဟာတရားဝင်မှုမရှိတဲ့ဥပဒေမဲ့လုပ်ရက်တွေသာဖြစ်ပါမယ်ဒီတရားမဝင်တူအောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုပြည်လည်စေမဲ့ထွက်ပေါက်မဟုတ်ပါဘူးဒေါ်လာရဲ့အင်အားစုတွေအနေနဲ့လည်းမိမိတို့ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy ပြည်ညံနဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်းဆက်လက်ရည်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြည်သူလူထုတရက်လုံးအနေနဲ့လည်းအကြမ်းဖက်စစ်အုပ်စုကပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းဆန့်ကျင်ကြဖို့တိုက်တွန်းလိုပါတယ်အကြမ်းဖက်စစ်အုပ်စုဟာတရားမဝင်အတူရောင်ရွေးကောက်ပွဲမလုပ်ခင်မှာအတူရောင်ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကိုလည်းပုံဖော်လှုပ်ဆောင်လာတာတွေ့ရပါတယ်အကြမ်းဖက်စစ်အုပ်စုဟာထောက်ခံသူလူထုစုနဲ့အတူငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကိုလူကြားကောင်းုံသုံးပြီးဟန်ပြဆွေးနွေးပွဲတွေလုပ်နေချိန်မှာပဲတစ်ဖက်မှာလည်းပြည်သူလူထုအပေါ်ရရဆက်ဆက်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေကိုဇက်တိုက်ဆိုသလိုကျူးလွန်နေတာဖြစ်ပါတယ်အကြမ်းဖက်စစ်အုပ်စုဟာစကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဇွန်လ20ရက်နေ့အတွင်းငလျင်တန်အသင့်ဒေသတွေအပါအဝင်နိုင်ငံတနင်္လာရီမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း982ကြိမ်ကျူးလွန်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးနဲ့ကလေးသူငယ်တွေအပါအဝင်အရက်သားပြည်သူ608ဦးသေဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူ1308ဦးရှိခဲ့ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့အဆောက်အဦတွေနဲ့စာသင်ကျောင်းတွေလည်းဖျက်ဆီးခံခဲ့ရပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေရဲ့တရားခံအရင်းအမြစ်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကသာလျှင်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဆောင်ယူနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူလူထုတရက်လုံးရောနိုင်ငံတကာအဖွဲ့အစည်းတွေကရောအကြမ်းဖက်စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအပါအဝင်အတူရောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဒီလုပ်ငန်းစဉ်တွေမှာပါဝင်နေကြသူတွေအားလုံးကိုတော်လှန်ဆန့်ကျင်ကြဖို့တိုက်တွန်းနှိုးဆော်လိုပါတယ်